ဆွဲ၍အိယာထဲမှာလဲနေတော့လဲပြုံးနေစေပါဆရာရဲ့မျက်နှာစိတ်ပရိကိုလည်းမဆွဲကဝမ်းစာလည်းမရှိပန်းစာလည်းမရှိအတပြားဆိုတာဗလားနဲ့ထီပါနေဝင်ချင်းအထီနောင်တမရှိပါအပူပင်မရှိရောသလားထင်မလောက်စရာပီတိကိုစားရှိနေတဲ့ဆရာတောင်းဝေးကိုတွဲဆရာကဆွဲ၍အိယာထဲမှာလဲနေတော့လဲပြုံးနေစေပါဆရာရဲ့မျက်နှာစိတ်ပရိကိုလည်းမဆွဲကဝမ်းလာလည်းမရှိပန်းလာလည်းမရှိအတပြားဆိုတာဗလားနဲ့ထီပါနေဝင်ချင်းထီနောင်ကမရှိပါအပူဝင်မရှိရောသလားထင်မလောက်စရာပီတိကိုစားရှိနေတဲ့ဆရာဆရာရဲ့ဆရာကလည်းချိနေပါနာရရှိယောဂဆိုစေမကုနိုင်တဲ့ဆရာဆရာရဲ့ဆရာကလည်းချိနေပါနာရရှိယောဂဆိုစေမကုနိုင်တဲ့ဆရာဆရာဝင်ကြီးအရာရှိတွေကိုတပည့်သားသမီးမို့ဘယ်ခါမတန်တာသူ့ဘဝဇတ်သိမ်းချုပ်ငိမ့်ရပြန်တာမြေပြူတွေပေးကြံနေတဲ့ဟောင်းတွင်နေတဲ့ဆရာရဲ့ဝတ်စုံဆေးလိတ်တို့တညိုလောက်နဲ့မိဘတွေနဲ့ဆရာတိုက်ပုံအညိုမြေပြူတွေပေးကြံနေတဲ့ဟောင်းတွင်နေတဲ့ဆရာရဲ့ဝတ်စုံဆေးလိတ်တို့တညိုလောက်နဲ့မိဘတွေနဲ့ဆရာတိုက်ပုံအညိုထီဟိုကိုလက်မှာချိတ်လို့ရပါဖနဲ့အစုပ်ခေါင်းကပြုတ်လို့မဝဲနိုင်သေးသမို့ပဲချိတ်ချိတ်ခါသာကြောင်းချိန်စုမပြတ်ပါဘူးတတိယမိတဲ့ဆရာတန်တမိတဲ့ဆရာအခုလိုဆရာကတော့ဝဲမှာဆရာသာရှိရင်မြင်အောင်မိတော့တာရှေ့ဆုံးတန်းကတနေရာမှာဆရာကတော့ပီတိဖြစ်နေမှာတပည့်တွေရိုးကျိုးရှိခိုးမရစီဆရာကျေးဇူးတွေဦးထိတ်တင်ဟာပြုသမျှကုသလတွေနဲ့ဆရာအတွက်အမြပေးဝေတဲ့အခါတပည့်တွေရိုးကျိုးရှိခိုးမရစီဆရာကျေးဇူးတွေဦးထိတ်တင်ဟာပြုသမျှကုသလတွေနဲ့ဆရာအတွက်အမြပေးဝေတဲ့အခါရောက်ရဘဝကတာလူခေါ်ပါဆရာနော်ဆရာမြင့်မြတ်တဲ့ဘုံဘဝထဲမှာဆရာတယောက်တော့ဝမ်းမြောက်စေခြင်းနာဆွဲ၍အိယာထဲမှာလဲနေတော့လဲပြုံးနေစေပါဆရာရဲ့မျက်နှာစိတ်ပရိကိုလည်းမဆွဲကဝမ်းစာလည်းမရှိပန်းစာလည်းမရှိအတပြားဆိုတာဗလားနဲ့ထီပါနေဝင်ချင်းအထီနောင်တမရှိပါအပူပင်မရှိရောသလားထင်မလောက်စရာပီတိကိုစားရှိနေတဲ့ဆရာဆရာရဲ့ဆရာကလည်းချိနေပါနာရရှိယောဂစုစေ
မကူနိုင်တဲ့ဆရာဆရာရဲ့ဆရာကလည်းချိနေပါနာရရှိယောဂစုစေမကူနိုင်တဲ့ဆရာဆရာဝင်းကြီးဆရာရှိတွေကိုတပည့်သားသမီးမို့ခေခမတန်တာသူဘဝဇတ်သိမ်းချုပ်ငြိမ်းရပြန်တာမြေပြူတွေပေးချင်နေတဲ့ခေါင်းတွင်နေတဲ့ဆရာရဲ့ဝစ်စုံစေးလေးတို့တညိုလောက်နဲ့မိဘတွေနဲ့ဆရာတိုက်ပုံအညိုမြေပြူတွေပေးချင်နေတဲ့ခေါင်းတွင်နေတဲ့ဆရာရဲ့ဝစ်စုံစေးလေးတို့တညိုလောက်နဲ့မိဘတွေနဲ့ဆရာတိုက်ပုံအညိုခီယိုကိုလက်မချိတ်လို့ရာဖလက်အစုပ်ခေါင်းကပြုတ်လို့မဝဲနိုင်သေးသမို့တွေ့ချိချိခါလာကြောင်းကျင်စုမပြတ်ပါဘူးတတိယမိတဲ့ဆရာအိုးတန်တာမိတဲ့ဆရာအခုလိုဆရာကတော့ဝဲရဲ့မှာဆရာသာရှိရင်မြင်အောင်မိတော့တာရှေ့ဆုံးငါတနေရာမှာဆရာကတော့ပီတိဖြစ်နေမှာတပည့်တွေရိုးကြုံရှိခိုးမရကြီးဆရာကျေးဇူးတွေဥထိတ်တင်ကပြုသမျှကုသလတွေနဲ့ဆရာအတွက်အမြပေးဝေတဲ့အခါတပည့်တွေရိုးကြုံရှိခိုးမရကြီးဆရာကျေးဇူးတွေဥထိတ်တင်ကပြုသမျှကုသလတွေနဲ့ဆရာအတွက်အမြပေးဝေတဲ့အခါရောက်ရဘဝကတာရုကိုပါဆရာနော်ဆရာမြင့်မြတ်တဲ့ဘုံဘဝရဲ့မှာဆရာတယောက်တော့ဝမ်းမြောက်စီခြင်း